Hello အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုကကြတော့ရနောက်တော့ကရိုက်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်နေချစ်ပြတော့ဖို့အတွက်မနေ့စောစောထားပြီးတော့လီစိတ်သွားခဲ့တာပေါ့နော်ရနောက်တော့လည်းဖို့အတွက်ခုနှစ်ဆက်အလုပ်ပြီးသွားခဲ့ပါတယ်ရှင်ဆက်အလုပ်ပြီးဆိုရင်တော့လို့ရပါပြီဒါကြတော့ကနာဖေးရပြစားတာပါဟိုဘက်ကရဖို့အတွက်လှေမိနစ်30လောက်စီးရတော့ပေါ့နော်ရနောက်ကရပြီဆိုတော့ကတိစရဖြန်ငါပြောက်ကိုသွားချစ်တဲ့နေရာကိုရှောက်တိုးလို့ရပြီပေါ့နော်အုပ်စုလိုက်တော့ဆိုရင်ကောင်းကောင်းခါလဲစစ်ပြီးရတော့ရလဲတက်အခုသွားနေတာတော့ရနာမျိုးစီကြည့်လားပေါ့နော်ပထမဆုံးအနေနဲ့ရနာမျိုးတမျိုးလုံးမြရတဲ့ Skyward Data စီတို့တော့ခဲ့ပါတယ်ဒါကြတော့ဒုညမလေးပေါ့သူလည်းပတ်ချေစုလောက်ပါနေမှာတဒါစီတို့လေခါနဲ့စတဲ့ရမှာပေါ့နော်ပြီးမှဒါလေးကစီရမယ်လေခါလည်းမနဲ့အောင်မှာအချင်းညောင်းအပင်ညောင်းဒီလိုနဲ့တက်လာခဲ့တာလားတဝဲရောက်ပြီပေါ့နော်နောက်ထပ်50အတွက်တရားဖို့ကြမှာသေးတယ်ဒီတော့အပေါ်တင်မဆိုရဲ့ချီအိဝဲရပါတော့ချီအိရှိတဲ့လူကကျတော့တစ်ဆက်ပဲပေးရပါတော့ချီအိမရှိတဲ့လူက30ပေးရပြီးတော့ဖနာကျတော့သူစမရှိတဲ့ဖနာနဲ့တရားပါတော့ဖနာခိတာကင်းနဲ့အုံနောက်တက်ခံပါမစရပါရှင်အပေါ်ကဆေးရဖို့အတွက်ဒါလေးကစီဗီတေပေါ်တော့မင်းဒီဟာကျတော့တအပေါ်နဲ့အောက်ပြရပြထားပါတော့တပေါ်နဲ့ရှုခဲ့ကြည့်တော့အားလိုက်ပြီးတော့မှတရားနဲ့ဓာပိုးလေးရဲပေါ့နော်အောက်စစ်ဖို့အတွက်ဒါလေးကပြက်စီးပါမယ်ဒါလေးကမစီးမဲနဲ့လာရှာပြီးဆင်းမဆွလိုက်ရပါတယ်အောက်ချမချလေကနဲ့ဆေးရပါနော်ဒါလေးကမရှိတော့ဟဲ့နောက်ထပ်တော့မတနေ့ကကျတော့ခေသူရှိကဖေးဆက်ဖြစ်ပါတယ်တော့ကဖေးဆက်ကြပြင်းနေချေကိုတော်တော်ကိုလာတော်လေးချစ်ဆက်ကောင်းစိုက်ထဲဝေးတာလာတရှောင်းနေပစနဲ့လှုပ်ထားပါတော့ကြီးတော်လေးကိုချစ်ဆက်ကောင်းနေတာစိုက်တွဲပဲမဆွဲတာပွေရလို့ကောင်းရလေးတွေများလှုပ်ပေးထားတယ်ဒီနေ့ကြီးနဲ့ချစ်ဆက်ကောင်းဒါကျတော့ရနောက်မြတဲ့ဟောင်းလေးပေါ့နော်လာပြီးမှအလားဖောက်ထားတာလေးသဘောကျလို့ရိုက်လိုက်တော့မဆာကီယောပြီးဆိုစိုက်တဲ့ဆိုင်မနာပြီးမဝဆာကပါတယ်ဒီဆိုင်မှာကျဟဲနေတော့ဆော့ဘောနော်တချို့ဟဲနေစကုံနေတာဟာတော့ရှိနေပြီမော်ချူဆိုလည်းမြန်မာမော်ရရှိတဲ့ဒီဆိုင်မလေးအရာနေနဲ့ကြောပြီးဖြုတ်ပြီးရှာနဲ့ငေတီးငှက်ပြေးစိတ်ထောက်ပေးထားတာပေါ့နော်မိရဲ့ကျတော့ပြီးဖြုတ်တော့ခွာသေးပဲယူခဲ့တယ်ဟဲတွေဘလာပဲဆဆဝဲတော့ကျွန်းနဲ့ပြီးဖြုတ်ပဲစားခါပါရရှဲအကျိန်ဆော့ဆော့တော့မလို့ပါမဆော့ပြီးနဲ့ရနောက်မြမရှိတဲ့ဖုန်ကြီးကြောက်တကြောက်စီတော့ပါမယ်ရှင်နောက်ထပ်တော့မနေ့ကကျတော့ရေဘူးတွင်းရဲ့ကာရရှိတဲ့ရေတခွန်စီပဲဖြစ်ပါတယ်တနာဆိုင်မှာတော့မိုးလေးတော်ဆွဲနောက်ပြီးခဲမောချောင်းတော့96လဲရှိရဲ့ကျူတတာအောင်ရေတခွန်တော့မှခဏလောက်ထိုင်ပြီးအနာယူလိုက်ပါဦးမယ်ကိုကတူဗီဒီယိုရဲ့တူကိုတာပေါ်ရနေတော်ဟောင်းနေတာပဲတမချောအချက်ကလေးကိုပို့ရှလာမဖြစ်ပါတယ် ဒ
ဒါကျတော့ရနောက်မြူရဲ့နိုင်စင်လေးနောက်ထပ်သွားမယ့်နေရာကျတော့တရိတ်ဆက်ဦးရင်နဲ့ပတ်ချက်တွဲထားတဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်ဒီနေရာမှာတော့ထိုက်ကြောက်တော့တဲ့လေးလက်ရခီးထွေတန်းနဲ့လက်ဆုံနေတာပဲဖြစ်ပါတယ်ဒီမှာကျတော့ကုစက်ကင်းနေပေါ့မကြောင်မလားခေါင်းပေါ်တင်ရှောင်းတော့နေမကြည့်ကြည့်ကိုရီးယားအသက်ရောကရဖြေဒုံကြီးမှာတဲ့သူတွေရှောက်ကြည့်အောင်မသိသူချေပါကမလားသူလို့ကြောင်ဂျင်းလေးမြေတဲ့ငယ်ဘွားဖြစ်ခဲ့တာမှတဲ့တကူလို့ဝမေမရဘူးပြီးတော့မက်ခရိုမှာပစ္စည်းတော်ဝဲပါမယ်မက်ခရိုမှာပစ္စည်းဝဲတော့တက်စတဲ့ရောက်တဲ့ဟာတွေကပိုများပါတယ်ရှင်ဒီထမဆိုရဲ့ချစ်ကင်းနဲ့ပတ်မို့လဲရှိတော့ပေါ့နော်ရုပ်ပြောက်လို့ပြန်နေစကကြမှာလှောက်လဲနဲ့လိုက်လို့ပြန်နေဒီရနောက်မရှိနေတဲ့ရေတခေါ်လေကောတာဖေကြီးနဲ့မြင်နေရပါတော့နောက်ထားသွားမနေရကြတော့ငါ့ဖွဲ့ကြည့်ကြပဲဖြစ်ပါတယ်ရှင်ငါစကျွေးဖို့အတွက်စတာဝက်လိုက်ပါဦးမယ်တမကျတော့ငါစကျွေးရတယ်လို့ခုစားလက်ကျွေးရပါတယ်ခုနငါစတော့ဝဲတဲ့ဆိုင်နဲ့ငါကောက်ပြည့်ရပြထားတာလေးပါငါကမလို့ထားတဲ့ရေပန်းလေးတော့သဘောကျတာပေါ့နော်နောက်ပြီးတီတောက်ထဲတဲ့တဲလို့ရသေးတဲ့ကိုရအချိန်မရလဲမသိလိုက်ရတော့ဘူးငါစကျွေးပြီးပဲပြလာလိုက်ရပါတော့တမကျတော့နေနဲ့တင်းလက်စားပြနောက်တော့မနေ့ကကျတော့စီရီကဖေးပဲဖြစ်ပါတယ်ရှင်ဒီကော်ဖီဆိုင်မှာပြည့်စည်ထားတဲ့တအားလာပါတော့ဒါပေါ်ရဲတဲ့တော်တော်လေးကိုလှပါတယ်တော့ကျတော့ live မှာခေစားနေတဲ့ပေါ့နော် site ထဲမှာပြည့်စည်ထားတာလည်းလှပါတယ်တော့မဝဲဖြစ်လို့မရိုက်ပြတော့ဘူးနော်ဒါပေါ်ရဲမဲ့ဆိုမှသူကဒီနေ့မှလာအင်းကြီးကြီးကွာဒီကော်ဖီဆိုင်မှာအပြည့်ပြည့်စည်ထားတာလည်းလှသလိုအထက်မှာပြည့်စည်ထားတာလည်းအရလှပါတယ်နောက်ထပ်တော့မနေ့ကကျတော့လို့တပ်ပဲဖြစ်ပါတယ်ရှင်လို့တမကျတော့ပစ္စည်းတစ်ခုချီရောက်တော့လေပို့များတော့ပေါ့နော်နောက်ဆုံးသွားမနေ့ရကျတော့ရနောက်မြွေပတ်ချက်လေးပဲဖြစ်ပါတယ်ရှင်ဒီပတ်ချက်လေးလည်းတော်လာတော့ညာနဲ့ဖယ်ရောက်နေပြီဆိုတော့နေရတအားဖူးနေပြီပေါ့နော်လက်ပါလို့လည်းပြီးပြီဆိုတော့လစ်စီပြီးအိပ်ပြပါတော့မယ်စိုးတီကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်